မိတ်ဆွေပါတနာများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ Etiquette Golf Emporium ကနေပြန်လဲကြိုဆိုပါတယ်ခင်ဗျမိတ်ဆွေပါတနာတို့ရဲ့တကယ်ချင်းတရားရောက်လောက်ကဂေါက်တီလောကမှာ LIV ဆိုတာဘာလဲလို့မေးမယ်ဆိုရင်မိတ်ဆွေပါတနာတို့ဘာကိုအရင်ဆုံးပြေးပြီးတော့စဉ်းစားမိမယ်ထင်လဲခင်ဗျကျွန်တော်ထင်ပြောရရင် Public Investment Fund of Saudi Arabia ကကျင်းပတဲ့ LIV Golf ကိုအရင်ဆုံးစဉ်းစားမိမယ်လို့တော့ကျွန်တော်ထင်တယ်ခင်ဗျမိတ်ဆွေပါတနာတို့ရဲ့ထင်မြင်ယူဆချက်ကလည်းမှန်တယ်ခင်ဗျကျွန်တော်တို့ PGA တိုးနဲ့မတူဘဲနဲ့ပုံစံကွဲပြားတဲ့ style တွေနဲ့ကျင်းပလာတဲ့ LIV ကလည်းနောက်ပိုင်းတွေမှာတဖြည်းဖြည်းတော့နာမည်ကြီးလာတာကိုတွေ့ရတယ်ခင်ဗျဒါပေမဲ့အဲ့ဒီ LIV ရဲ့နောက်မှာမိတ်ဆွေပါတနာတို့သတိထားပြီးတဲ့အကြောင်းအရာတွေအများကြီးရှိတယ်ခင်ဗျဒီတော့ကျွန်တော်တို့တန်ထွက်လိုက်တဲ့ LIV ဆိုတာကအမှန်တကယ်သူမူရင်းရလာတဲ့ဒီစကလုံးရဲ့ဇင်းမြစ်ကကျွန်တော်ဒီ Roman အခရာတွေကလာတာခင်ဗျသူက R ဆိုတာက90ကိုကိုစားပြုတယ်ဒီ I ဆိုတာက1ကိုကိုစားပြုပြီးတော့ V ဆိုတာက9ကိုကိုစားပြုတယ်ခင်ဗျအဲ့ဆိုတော့သူက L က90ဒီ1နဲ့ V နဲ့ကသူက V ရဲ့ဒီဘက်မှာရေးရင်သူကပြန်လှုပ်တယ်ဆိုပြီးသဘောတက်ရောက်တယ်ဗျာအဲ့ဒါဆိုတော့9နဲ့က1ကိုလှုပ်လိုက်တော့4ဖြစ်တယ်4နဲ့90နဲ့ပေါင်းတော့54LIV ဆိုတဲ့အဓိပ္ပာယ်က Roman အခရာအရရေးမယ်ဆိုရင်သူက54လို့အဓိပ္ပာယ်တက်ရောက်တယ်ခင်ဗျကောင်းသေးပြိုင်ပွဲတစ်ခုမှာတရောင်းကို18ကျင်းပါတယ်အဲဒီ18ကျင်းကိုရိုက်ချက်82ချက်ရိုက်နိုင်တော့ဒါပါပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီနေဒီမှာကျင်းပတဲ့ဒီကောက်တီးပွဲအသေးလေးတွေကစပြီးတော့တကယ် official တကယ်ကမ္ဘာအဆင့်ပြိုင်တဲ့ပြိုင်ပွဲကြီးတွေအားလုံးအထိကိုတရောင်းမှာတော့18ကျင်းပြင်သတ်မှတ်တယ်အဲဒီ18ကျင်းကိုများသောအားဖြင့်ရိုက်ချက်က82ချက်သူတို့သတ်မှတ်ထားတယ်ဆိုတော့အားလုံးသိပြီးတဲ့အတိုင်းပဲအားလုံးပါကြီးပဲရိုက်နိုင်မယ်ဆိုရင်တော့ဒါ82ပေါ့ဗျာ82နဲ့အောက်ကိုကြောက်အောင်ရိုက်နိုင်တော့ဒါအန်ဒါထွက်တယ်ပေါ့သူ LIV ရဲ့အဓိပ္ပာယ်54ဆိုတဲ့အဓိပ္ပာယ်ရဲ့အဓိကအချက်ကလည်းအဲ့ဒါဗျသူက18ကျင်းကိုကျင်းတိုင်းကိုဘာဒီထိုးမယ်ဆိုရင်82တည်းက18ကိုနှုတ်လိုက်54ချက်ရမယ်သူအဲ့54ဆိုတော့သူကဆိုလိုတာဗျကျွန်တော်တို့ပုံမှန်ကြည့်နေကြ PGA တိုးတွေကတရောင်းကို18ချင်းနဲ့4ရက်ဆိုတော့သူက82ချင်းလောက်တယ်ခင်ဗျာLIV Golf ကတော့သူကတရောင်းကို18ချင်းနဲ့3ရက်သူက54ချင်းပဲလောက်တယ်သူ့ရဲ့ LIV ဆိုတာလေအဲ့ဒီ54ကိုသူကပြန်ပြီးတော့ယူထားတဲ့အဓိပ္ပာယ်မျိုးဖြစ်တယ်ခင်ဗျာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မေးခွန်းတစ်ခုကဘာလဲဆိုတော့ဒီ golf ကတမိုင်းတစ်လျှောက်လုံးမှာဘလူတွေကဒီ LIV လို့ခေါ်တဲ့54ချက်ရအောင်ရိုက်နိုင်ခဲ့လေဆိုတော့မေးခွန်းပဲခင်ဗျအဲ့မေးခွန်းဖြေရမယ်ဆိုရင်တော့တယောက်မှရိုက်နိုင်ခြင်းမရှိဘူးခင်ဗျရိုက်ဖို့လည်းတော်တော်ခက်တဲ့အနေထားဗျာဥပမာကျင်းတိုင်းဘာတွေရစရာတော့မလိုဘူးဟုတ်ပြီဘာတွေအများစုရမယ်တချို့ကျင်းတွေမှာဟိုးတွေဝမ်းတွေဝင်မယ်အီးကဲတွေရမယ်တချို့ကျင်းတွေမှာကျွန်တော်တို့ပါတွေရမယ်ဆိုလဲဒါဖြစ်နိုင်တာပဲလေဒါပေမဲ့အဲ့လောက်ကိုရဖို့ကိုကောက်တီးသမိုင်းတစ်လျှောက်မှာဘလူးမကိုမရခဲ့ဘူးခင်ဗျဒါပေမဲ့ကောက်တီးရကစားမှာသူတို့အနည်းဆက်ဆုံးလုံနိုင်ခဲ့တဲ့ lower score ပေါ့ဗျာအဲ့လိုမျိုးလုံနိုင်ခဲ့တဲ့လူတွေရှိတယ်ဗျအဲ့ဒါကိုတော့သူကဒီ60 break လို့ခေါ်တယ်ဗျဆိုလိုချင်တာကဗျာကျွန်တော်တို့ဒီအချက်60ကိုအောက်ကိုရောက်အောင်ရိုက်နိုင်တဲ့လူပေါ့အဲ့ဒါကိုတော့အချက်60ကိုသူချိုးဖြတ်ခဲ့တယ်ပေါ့အဲ့လိုမျိုးခေါ်တဲ့ဒီဘောတာတစ်ခုထွက်လာတယ်ခင်ဗျာဆိုတော့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ခေါင်းသီးသမိုင်းမှာတကယ်ဆရာကြီးတွေပေါ့ကျွန်တော်အားလုံးကလဲချန်လို့သတ်မှတ်ထားတဲ့ဆရာကြီးတွေကတက်ရောက်ပေါ့ဗျာတိုင်ဂါဝူရဲ့အများဆုံးရတဲ့ရိုက်ချက်က60ချက်ပဲရှိတယ်60ချက်ကို4ခါထိသူကရိုက်နိုင်ခဲ့တယ်ပြီးတော့နောက်တစ်ယောက်က Phil Mickelson ပေါ့နော် Phil Mickelson ကတော့သူ့ကို King of 16ကိုပြောတယ်ဗျဘာကြောင့်လဲဆိုသူကအချက်60ကိုသူက3ချိန်ထိရိုက်နိုင်ခဲ့တာ2009ရယ်2013ရယ်2019ရယ်အဲ့မှာ3ချိန်ထိရိုက်နိုင်တယ်ဟုတ်ပြီအဲ့ဒါဆိုရင် official tournament တွေမှာ lowest score ရိုက်နိုင်ထားတဲ့လူကတော့PGA တိုးရဲ့လက်ရစစ်ပွဲတစ်ခုဖြစ်တဲ့ Conference ပြိုင်ပွဲမှာ2024ကရိုက်ခဲ့တဲ့ဒီ Cristobal de Sola ကတော့58ချက်နဲ့ဒါအနေဆုံးရိုက်နိုင်ခဲ့တယ်ပေါ့နော်ဒါသူ့ရဲ့ရိုက်ချက်ကတော့
PGA တို့တော့မဟုတ်ဘူးဒါပေမဲ့ PGA ရဲ့လက်ရစ်စစ်ပွဲ official tournament တစ်ခုမှာတော့ဒါ58ချက်ကဒါအနေဆုံး score ပဲခင်ဗျ Jim Frog ဆိုတဲ့ကစားသမားက PGA တမိုင်းတစ်လျှောက်လုံးမှာ58ချက်နဲ့2016 Traveler Championship မှာရထားတယ်ခင်ဗျတို့လိုပဲတခြား league တိုင်ပွဲတွေမှာလည်းရထားတဲ့ကစားသမားတွေရှိတယ်ခင်ဗျ Bryson DeChambeau က LIV Golf 2023မှာ58ချက်ရထားတယ်ပြီးတော့ Japan Golf တို့2010မှာRai Ashikawa ဆိုတဲ့လူငယ်လေးက58ချက်ရထားတယ်PGA ရဲ့လက်ရည်စစ်ပွဲတစ်ခုဖြစ်တဲ့ Conferry ပြိုင်ပွဲ2016မှာ Steven Jager ကလည်း58ချက်ရထားတယ်ခင်ဗျlowest ကို58ချက်ရဲ့နောက် breaking 60လို့တော်တော်များများပြောကြတဲ့59ချက်ကိုဘလူးတွေရခဲ့လဲဆိုတာကို PGA သမိုင်းကိုပြန်လေ့လာကြည့်ရရင်စုစုပေါင်းကစားသမား73ယောက်ရခဲ့တယ်ခင်ဗျအဲ့ဒီ73ယောက်ထဲမှာကျွန်တော်တို့ဒီ58ချက်ရခဲ့တဲ့ဒီ Jimmy Freight အပါအဝင်ပေါ့နော်တခြားနာမည်ကြီးကစားသမားတွေက2019မှာ Justin Thomas ရတယ်2020မှာ Scotty Scheffler ရတယ်2024မှာ Cameron Young တို့ကရရှိခဲ့တယ်ခင်ဗျ DP World Tour ဘက်မှာဆိုရင်တော့ကျွန်တော်လေ့လာကြည့်သလောက်ကအင်္ဂလန်နိုင်ငံသား Oliver Fisher က2018 Portuguese Master ပြိုင်ပွဲမှာ59ချက်ရခဲ့တယ်ခင်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့အမျိုးသမီး golf LPGA တို့ Lady European Tours တို့မှာရောကျွန်တော်ဒီ54ချက်ရထားတဲ့လူရှိတာပေါ့နော်အဲ့လိုပြန်ပြောရရင်တော့ကျွန်တော်အရင်ဆုံးစစချင်းမှာပြောခဲ့သလိုပဲဒီကောက်သီးတမိုင်းတစ်လျှောက်လုံးမှာဘလို့မှတော့မရရှိခဲ့ဘူးခင်ဗျအဲ့ဒီမှာအမျိုးသမီး golfer တွေထဲမှာ lowest score 60 break ပေါ့နော်အဲ့လိုမျိုးရခဲ့တဲ့လူကဆွီဒင်နိုင်ငံသား Annika Sorenstam ပဲဖြစ်တယ်ခင်ဗျ2001မှာ59ချက်နဲ့ရိုက်ပြီးတော့အမျိုးသမီးကောက်သီးလောကရဲ့အနေဆုံးရမှတ်နဲ့တူးသေးသောလူဖြင့်သူကရက်တည်နေခင်ဗျသူမရဲ့နောက်မှာအချက်60ရိုက်ထိုင်တဲ့စုစုပေါင်းကစားသမား4ယောက်ရှိတယ်ခင်ဗျသူတို့ကတော့2021မှာရိုက်ခဲ့တဲ့ကမ္ဘာအဆင့်1ကစားသမားဟောင်း Nelly Korda ရဲ့အမ Jessica Korda ပဲဖြစ်တယ်ခင်ဗျတောက်တစ်ယောက်ကတော့2024မှာရိုက်ခဲ့တဲ့ Linnea Strongman ဖြစ်တယ်ခင်ဗျနောက်တစ်ယောက်က2024မှာပဲ Lucy Lee ပဲဖြစ်တယ်ခင်ဗျနောက်ဆုံးတစ်ယောက်ကတော့ကျွန်တော်ဒီဗီဒီယိုကိုအဆုံးသတ်ပြီးတော့ကျွန်တော်ရဲ့ social media platform မှာတင်တော့မဲ့အချိန်ကြတော့မှရသွားတယ် Lydia Ko ပဲဖြစ်တယ်ခင်ဗျသူက Fourth Championship မှာရခဲ့တာပဲဖြစ်တယ်ခင်ဗျအဲ့ဒါကြောင့်ကျွန်တော်လည်းထူးထူးခြားခြားအမှတ်တရအနေနဲ့ကျွန်တော်ဗီဒီယိုကို social media မှာမတင်တော့ဘဲနဲ့ပြန်ပြီးတော့ edit လုပ်ပြီးတော့သူ့အကြောင်းကိုပြန်ထည့်လိုက်ရတယ်ခင်ဗျဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဗျာဒီ official ဟုတ်တဲ့ပြိုင်ပွဲတွေမှာရောပြိုင်ပွဲတွေမှာရိုက်ခဲ့လို့ lowest score ထွက်ခဲ့ရောအဲ့ဒါမျိုးမှတ်တမ်းတင်လားလို့မေးကြည့်မယ်ဆိုရင်တော့သူတို့ရဲ့ပြန်ဖြေထားတာဘာလဲဆိုတော့ဒီသူတို့ရဲ့ဒီ queen တစ်ခုอ่ะဗျာအနည်းဆုံး guide က6500အထက်မှာဖြစ်ရမယ်ပြီးတော့ဒီ queen မှာချမှတ်ထားတဲ့rules တွေကကျွန်တော်ဒီ PGA တို့ USGA တို့ RNA တို့ကချမှတ်ထားတဲ့စီးမင်းတွေနဲ့ကိုက်ညီရမယ်ဒါမှမဟုတ်တော့မှဒီ local မှာရှိတဲ့ဒီသူတို့မြန်မာနိုင်ငံမှာဆိုဗျာမြန်မာနိုင်ငံကောက်တီးအဖွဲ့ချုပ်ကနေချမှတ်ထားတဲ့စီးမင်းတွေရှိမယ်အဲ့ဒီစီးမင်းတွေနဲ့ကိုက်ညီတဲ့ queen တော့ဖြစ်ရမယ်အဲ့လိုမျိုးမှာတတ်တည်တက္ကရာစုံလင်မယ်ဆိုရင်တော့ဒီဟာတွေကိုသူတို့ကတော့တတ်မှတ်တယ်လို့တော့ပြောတယ်ဗျာဒါပေမဲ့အဲ့ဒါကလည်းကိုကရိုက်သွားတယ်တကယ်ကောက်သွားချိန်မှာအဲ့လိုဆိုတော့ဒါကတော့ရိုက်ဖို့ခဲနေပေါ့နော်ဒါပေမဲ့အဲ့ဒီမှာ official ပြိုင်ပွဲတော့မဟုတ်ဘူးဒါပေမဲ့သူက witness တွေရှိတယ်သူအထောက်ထားခိုင်လုံပြီးတော့အဲ့လိုမျိုး lowest score ရခဲ့တဲ့တကယ် Guinness record ဝင်ခဲ့တဲ့လူတစ်ယောက်တော့ရှိတယ်ဗျသူကတော့ Australia က Rain Gibson ဆိုတဲ့လူပဲခင်ဗျသူကသူ့ရဲ့ Guinness record ဆန်နေ55ချက်အထိသူကရိုက်နိုင်တယ်ခင်ဗျသူက12လုံးပါပြီး2 eagle 1 hole in 1ကြပြီးတော့ Australia မှာရှိတဲ့2012ခုနှစ် Australia မှာရှိတဲ့ River Oak Golf Club မှာသူကရခဲ့တာခင်ဗျဒါကတော့သူ့ရဲ့စံချိန်ကတော့ဒါမှတ်တမ်းတင်ထားတဲ့မှတ်တမ်းတင်နိုင်တဲ့အထက်မှာသူ့ရဲ့စံချိန်ကိုမှီရက်လို့ဘလူးမှတော့မရှိသေးဘူးခင်ဗျ Breaking 60ဆိုတဲ့ချက်60အောက်ကိုရတဲ့တမိုင်းကိုပြန်ကြည့်ရမယ်ဆိုရင်အမျိုးသားတွေကတော့1989မှာစရပြီးတော့အမျိုးသမီးတွေကတော့2001မှာပဲစရတာခင်ဗျအမျိုးသားနဲ့အမျိုးသမီးရတဲ့ဒီ Breaking 60ကိုရတဲ့အရေးအတွက်ကိုပြန်ပြီးတော့ချိန်ထိုးကြည့်ရရင်အမျိုးသမီးက
1ယောက်ပဲရပြီးတော့အမျိုးသားကတော့15ယောက်အထက်ကိုရထားတာတွေ့ရတယ်ခင်ဗျအဲ့ဒါကိုတော့ဘလူးဘာကြောင့်အမျိုးသားကပိုရတာလဲဆိုတဲ့အကြောင်းပြချက်ကတော့နည်းနည်း controversial ဖြစ်တယ်ဗျာအဲ့ဒါကြောင့်အဲ့ဒီချက်ကိုတော့ကျွန်တော်ခြေချဲ့ပြီးတော့မပြောတော့ဘူးပေါ့နော်ဒါပေမဲ့မိတ်ဆွေပါတနာတို့စီမှာလည်းဘာကြောင့်အမျိုးသားတွေကပိုရတယ်ဆိုတော့အကြောင်းပြချက်ကောင်းကောင်းရှိနေတယ်ကျွန်တော် comment အောက်မှာရေးပေးခဲ့ပါအောင်ခင်ဗျ breaking 60လို့ပြောတဲ့အချက်60အောက်ကိုအများစုကတော့ကျွန်တော်ဒီ2010နောက်ပိုင်းတွေမှာပို့ပြီးတော့ရတာများတယ်ဗျအဲ့ဒါကိုကောက်တီးကျွမ်းကျင်တဲ့ကောက်တီးဝေဖန်ရေးဆရာတွေကတော့ဘာပြောလဲဆိုတော့ဒီအဲ့လိုမျိုးဒီကစားသမားတွေရဲ့ဒီရလက်တွေတိုးတက်လာတာနဲ့သူတို့အရေးချင်းတွေကောင်းလာတာကတဲ့ဒီတော့ဒီနည်းပညာပိုင်းတိုးတက်လာမှုနဲ့ဒီကစားတဲ့ဒီ equipment တွေလည်းကောင်းလာလို့ပေါ့နော်သူတို့ကတော့အဲ့လိုမျိုးပြောကြတယ်ခင်ဗျကျွန်တော်အခုပြောသွားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပါတနာတို့ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းcomment ထဲမှာဝင်ရောက်ပြောလို့ရပါတယ်ခင်ဗျပြီးတော့မိတ်ဆွေပါတနာတို့ရဲ့ကိုယ်တိုင်ဆို၎င်းဒါမှမဟုတ်တကယ်ချင်းတွေထဲမှာလည်းထူးထူးခြားခြားအရန်ကောင်းခဲ့တဲ့ record breaking ဖြစ်ခဲ့တဲ့တကယ်ချင်းရှိရင်လည်းသူ့ကို mention ခေါ်ပြီးတော့ပြောပေးခဲ့ပါအောင်ခင်ဗျကျွန်တော်ဗီဒီယိုကိုစောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ